はい。おはようございます。皆さん。愛日本語チャンネルページからビデオပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာ NUH စုမတုံမဲ့ပုံပို့အတူတူလေးလာခဲ့ကြတာဆိုရင် sub study တမားတွေအတွက်ရွေးပြီးတော့လုပ်လာခဲ့တာဆိုရင် issue ပြီးတော့ပါပြီနော်။ဒီနေ့ပြီးပါပြီ။ဒီအခန်းမှာမြင်ရမယ့်ပုံပို့လေးတွေကဘာတွေလဲဆိုတော့တုတ်ခုတော်နဲ့ပတ်သက်တဲ့ပုံပို့လေးတွေဖြစ်ပါတယ်။အရန်လွယ်ပါတယ်နော်။ N3 N2 စာအတိတ်ပဲအတိုင်းပါပဲ။ကဲဒါဆိုရင်ညာဘက်လေးကိုကြည့်ကြည့်အောင်တုတ်ခုတော်ကိုဆိုတဲ့အရှိမှာပေါ့နော်ဒိုးရှိနဲ့ EKOC ပေါ့အမှစဝိုင်းလေးဝိုင်းထားတာ futsuke နော်တည်ပြီးသားပါ plain form ပေါ့အဲ့တော့ verb နဲ့ adjective နဲ့ဆို plain form ပါတဲ့ပြီးတော့နာ KOC ဆိုရင်တော့နာ adjective ဆိုရင်နာပြန်ထည့်ပေးရမယ်မဲရှိလို့ခေါ်တဲ့ noun ဆိုရင် not လေးထည့်ပေးရမှာဖြစ်ပါတယ်လို့ပြောတာပေါ့နော်ဒီဟာလေးကို N3 မှာလေးရှင်းကန်းစာလေ့လာခဲ့တဲ့သူဆိုရင် memory လောက်မယ်ထင်ပါတယ်ဘာလဲဆိုတော့ဒီတွေ့ရဲ့အဆုံးအသက်ကလေဇာကြောင်းရဲ့အဆုံးအသက်ပိုင်းမှာအခြေအနေပဲပေါ့နော်အဖြစ်ပြက်အခြေအနေပဲလိုက်တာဖြစ်ပါတယ်လှုပ်ဆောင်မှုခိုးအီလို့ခေါ်တဲ့လှုပ်ဆောင်ချက်ဆိုတာမလိုက်ဘူးပေါ့နော်ဖြစ်သွားတာပဲလိုက်တာဖြစ်ပါတယ်ဟောကိုယ်တိုင်လှုပ်မှကိုယ်တိုင်ကိုကြလှုပ်မှလှုပ်ဆောင်ချက် action လို့ယူဆရတာပေါ့နော်တခြားတစ်ယောက်လှုပ်လိုက်တာမျိုးဆိုရင်တော့ဒါကအဖြစ်ပြက်ဖြစ်သွားတယ်အခြေအနေတစ်ခုဖြစ်သွားတယ်လို့မရမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီအတိတ်ပဲကို sub study သမားတွေဆိုတော့ခွင့်စာဝင်ပိတ်ခတ်ထားတဲ့အောင်ကြည့်လိုက်ရအောင်命が危ない状況だったその時အဲ့ဒီအချိန်မှာဆိုတဲ့အိပဲနော်အဲ့တုံးမှာအဲ့အချိန်မှာတုံးမှာနေတဲ့အချိန်မှာလို့ဘာသာပြန်လိုက်ရုံပဲနော်はい交通事故で命が危ないところをその医者に助けてもらったဆိုဂျင်မတော်ရဆမှုမှာပေါ့နော်အသက်အန္တရာယ်များနေတဲ့အချိန်မှာပြောချင်တာကနည်းနည်းကားတိုက်တော့မလို့ဖြစ်သွားတဲ့အချိန်တို့ချိုလဲတော့မယ့်အချိန်တို့နော်တခုအန်ဒီရများနေတဲ့အချိန်မှာပေါ့ဒီဆရာဝန်တယောက်စီကနေပြီးတော့မှကက်တင်ခံလိုက်ရပါတယ်ဆိုတဲ့အတိတ်ပဲသူအသက်အန္တရာယ်စိုးရိမ်နေရတဲ့အချိန်မှာပေါ့နော်အဲ့တော့ဆရာဝန်ကကိုညီပေးခဲ့တယ်ကက်တင်ပေးခဲ့တယ်ဆိုတဲ့အတိတ်ပဲဆိုတော့သူ့ရဲ့လှုပ်ဆောင်ချက်မပါဘူးပေါ့နော်ဒါကြောင့်အခြေအနေအဖြစ်ဖြစ်သွားတာဖြစ်ပါတယ်すぐにお礼の電話をしなければいけないところを今になってしまい申し訳ありませんချင်းကြီးပေါ့နော်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းလေးကိုဖုန်းနဲ့ပြောမလို့ပေါ့နော်ပြောမလို့ကိုခုမှပြောမိတယ်ပေါ့ကွာပြောဖြစ်တယ်ပေါ့ဒါကြောင့်တောင်းပန်ပါတယ်အဲ့လိုမျိုးလဲသုံးပါတယ်ကိုသိစေချင်တာဖြစ်ပါတယ်ကဲနောက်တစ်ခုကကျတော့တိုယိုတိုကူရိုတာဆိုတာကညာဘက်ကိုကြည့်လိုက်နော်တိုယိုတိုကူရိုတာနဲ့တိုအီတာတိုကူရိုတာဆိုတဲ့အရှိမှာမေးရှိပြီးရင်ဘွန်းလို့ခေါ်တဲ့စာကြောင်းလိုက်ပါမယ်မေးရှိတခုတည်းမဟုတ်ရင်လည်းစာကြောင်းတစ်ကြောင်းလုံးလိုက်တာမျိုးရှိမှာပေါ့နော်အဲ့တော့အဲ့ဒီမှာမေးရှိဆိုတဲ့ဟာကားတဲ့စူလီယိုကဟိုင်ဒိုကုတ်ကအိုကြီးဆိုတော့အရေးအတွက်တွေပေါ့နော်အရေးအတွက်ကိန်းကနန်းတွေပါတာမျိုးများပါတယ်တဲ့လိုက်လာတာမျိုးများတယ်ပေါ့ကဲအတိတ်ပဲတော့ဘယ်လိုမျိုးဘာသာပြန်မလဲဆိုတာကိုကြည့်ရအောင်ခွေးစာကိုပဲမှာသူကဂရာယီတာလို့ပဲဘာသာပြန်လိုက်တယ်ဆိုတော့လောက်ပါပဲပေါ့နော်တိုက်မြတ်တော်အဖြစ်တော့နီဆန်ဂျီကန်ဂရာယီတာ2နာရီ3နာရီလောက်ပါပဲအဲ့လိုပုံစံမျိုးနဲ့ဘာသာပြန်မှာပါတဲ့勉強時間は 2,3 時間というところだ皆さんのပေါ့နော်စာလုပ်တဲ့အချိန်စာကြည့်တဲ့အချိန် N1 စာကြည့်တဲ့အချိန်က2နာရီ3နာရီလောက်ပါပဲတနေ့မှာပေါ့နော်次は例の書類はできましたかဒီဥပမာပေါ့နော်နမူနာစာရွက်စာတမ်းလေးတွေပြီးသွားပြီလားလို့ပြီးသွားပြီလားဆိုはいあとはもう一度見直せばいいという言ったところですပေါ့見直しますကပြန်လဲကြည့်ရှုစစ်ဆေးတာဆိုလိုချင်တာကတော့ဒီဟုတ်ကဲ့ပြီးပါပြီပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့နောက်တစ်ခေါက်လောက်ပြန်ပြီးစစ်ဆေးလိုက်မယ်ဆိုရင်ရပြီပေါ့အဲ့တော့နောက်တစ်ခေါက်ပြန်ပြီးတော့စစ်ဆေးကြည့်ရုံလောက်ပါပဲအဲ့လိုပြောချင်တာပေါ့နော်ဂုဒါယီတာအဲ့တော့ဒါいたいもう一度見直せばいいという状態ですဆိုတာကများသောအားဖြင့်တော့နောက်တစ်ခေါက်ပြန်စစ်ဆေးလိုက်မယ်ဆိုရင်ရတယ်ဆိုတဲ့အခြေအနေပါလို့ပြောချင်တာအဲ့တော့နောက်တစ်ခေါက်ပြန်စစ်ဆေးရုံလောက်ပါပဲဝရရှိတို့စီကံမှာစာမေးပွဲဖြေတဲ့အခါမှာကိုမဝိုင်းမိလိုက်တယ်ကိုမချင်မိလိုက်မိတဲ့ဟာဝရကောက်ပြန်တော့စစ်ဆေးမိတာမျိုးပေါ့နော်အဲ့လိုမျိုးမလဲတုံပါတယ်နောက်တစ်ခုကတာတုကိုရတဲ့ပေါ့နော်တာခဲ့ပဲလိုက်မယ်ညာဘက်မှာတော့အစွန်းလေးမှာ minus လို့ပြောတယ်အနောက်မှာ hite လို့ခေါ်တဲ့အငင်းပုံစံပဲလာမှာပေါ့နော်အငင်းပုံစံအဲ့တော့နာနီထိုးရှိကတာတုကိုရတဲ့ပေါ့နော်နိုင်အဲ့တော့အတိတ်ပဲပါလဲဆိုတော့လေいくらわったところでဆိုတာကဒီဥစ္စာကိုလေမသိခင်မပြောခင်မှာလေအနုစာနုံးကဓာတုရဲ့တဲ့မို့တော့ဣကုရာဒိုနာနီတဲ့မို့အဲ့လိုပုံစံမြင်ဖို့မလားမသိဘူးเนาะဘလောက်ပဲကွက်လက်ဆိုတဲ့အတိတ်ပဲမျိုးပဲသူကလေအဲ့တော့ဒိုနာနီဒိုရှိတာတုကရိုတဲ့အဲ့တော့ဝါရီခက်ကဆိုရရလက်တို့ဂျိုတိုင်းဆိုရတဲ့အခြေအနေတို့ဆက်ပြီးတော့မှလိုက်လာတာများပါတယ်ပေါ့နော်အဲကြောင့် minus လို့ပြောတာဖြစ်ပါတယ်အငင်းပုံစံပဲလာမှာဖြစ်ပါတယ်အဲကြောင့်ခွဲစာကိုမိတ်မှာဓာတုရဲ့နန်ကာယွန်တဲ့မို့ဆိုတာဘလောက်ပဲ
ဒီအကယ်၍ပေါ့နော်ဘယ်နှချိန်ပဲဖက်ဘလောက်ပဲဖက်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်何回読んだところで意味は全くわからないんでဘယ်နှချိန်လောက်ပဲဖက်ပေါ့နော်ဘယ်နှချိန်ပဲဖက်ဒီအဓိပ္ပာယ်ကိုလုံးဝနားမလည်ဘူးတဲ့そんな多額の借金多額ဆိုတာပမာဏထဆိုအိုးကြီးအများကြီးပတ်စံပေါ့နော်ချင်းငွေ借金ဆိုတာအဲ့ဒါလောက်ပမာဏများတဲ့ချင်းငွေတွေကတော့ဒီရေကိုဟိုတတ်တခုတော့တဲ့ဒီအိမ်ကိုရောင်းလိုက်တယ်ဆိုရင်တောင်မှတိုးသေးဆိုတာလုံးဝပေါ့နော်အလုံးစုအလုံးစုံပေါ့ခါရဲစင်းနဲ့ပြန်မဆက်နိုင်ဘူးလို့ပြောချင်တာถ้าตัวอุดเต็มအကယ်လို့ရောင်းရရင်တောင်မှရောင်းလို့ထွက်သွားရင်တောင်မှနော်ကဲဒါဆိုရင်တော့ဒါ minus အခြေအနေမျိုးပေါ်တယ်ဆိုတာကိုသဘောပေါက်လို့မယ်လို့မြင်ပါတယ်ကဲနောက်ဆုံးကどうしたところでそれにはまあ動詞イケオシナケオシ名詞အကုန်လုံး複数形ပဲเนาะတို့ရဲ့ရှိမှာလိုက်မယ်ဟာဆိုတော့どうしたところでどうしたってတော့ chat box ပုံစံဖြစ်တဲ့အတွက်ခိုင်ဝါမှာသုံးရတယ်ပေါ့နော်ဝါဆိုရどうしたところでဆိုတာကအဓိပ္ပာယ်ကဟိုးအောက်မှာကြည့်လိုက်ဝါဆိုလျောとしてもဆိုတဲ့အဓိပ္ပာယ်နဲ့အတူတူပါပဲတဲ့။ဘာလို့ဟိုဒီမိအောင်လုပ်တာပေါ့ကွာနော်။မိအောင်လုပ်ပေမဲ့လဲမိသွားအောင်လုပ်ပေမဲ့လဲဘလို့ပဲမိအောင်လုပ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။အနောက်မှာမိနိုင်မလားဆိုတာကြည့်ရအောင်။これは忘れようとしたところでごめんなさい私တို့ဒီမှာလေသူကဒိုးရှိကဂျန်တဲ့ဒီနေရာမှာသူကဖူစုခဲလို့ပြောပေမဲ့ဒီမှာဘာလိုက်ထားလဲဆိုတော့ဝါစရေမတ်ကိုရောပေါင်းလိုက်တာက eco ခဲလေအဲ့တော့ကွက်လက်တော့မလို့လုပ်ပေမဲ့အဲ့လိုပုံစံမျိုးလေနော်ကွက်လက်မလို့လုပ်တယ်ကွက်လက်မလို့လုပ်ပေမဲ့တရားကိုတဲ့သူကဒီအကြောင်းအရာဒီဟာလေးကိုမေ့မလို့လုပ်ပေမဲ့ပေါ့နော်ဝါစရေနိုင်ဒက်ကိကိုတာဆိုတာကမေ့လို့မရနိုင်တဲ့အခြေအနေအဖြစ်ဖြစ်ပါဘဲလို့ပြောချင်တာ今から急いだとしたって間に合わないんだろう。急いだとしてもအခုချိန်ကအခုကစပြီးတော့ပေါ့နော်လုံးမယ်မြန်လုံးမယ်ဆိုရင်တော့မှမမီလောက်တော့ဘူးဆိုပြီးတော့ပြောတာ急いだとしてもမြန်လောလုပ်လေပဲအဲ့လိုပုံစံမျိုးပဲဖြစ်ပါတယ်ဒါကြောင့် set style ကအရန်အဆင်ပြေတယ်နော်ဒီဆိုမှတုံးမဲ့ကဟိုက်